မှာသာသနာမှာကိုရင်စဖြစ်တာရှင်ရာဟုလာကစဖြစ်တာကိုရင်ရှင်ရာဟုလာရှိမှာကိုရင်ဆိုတာမရှိဘူးငါတို့သာသနာမှာနော်အေးအဲ့ဒါလေးကိုတမိုင်းလေးပေါ့နော်ကိုရင်ဖြစ်ပေါ်လာဘူးတမိုင်းကြောင်းလေးကိုတွေးလိုက်မြတ်စွာဘုရားဘက်ကလည်းကြည်လိုက်ပေါ့နော်ကြည်လိုက်လို့ရှင်ဘာချက်တွေ့ရမလဲရဟန်းအောက်မှာကိုရင်ဆိုတဲ့အစင်တစ်စင်လိုးနေတာကိုသိတယ်ဒီလိုးနေတဲ့ကွက်ကိုဘုရားကဖြည့်ရမှာတာဝန်ရှိတယ်ဟိုသူများသားသမီးသွားဖြစ်ရင်မကောင်းတဲ့အတွက်သူ့သားကြမှာသူဖြည့်လိုက်တာနော်ကံမြတ်စွာဘုရားရဲ့စိတ်ဓာတ်ဘယ်လောက်ကောင်းလို့မြင့်မြတ်တော့နော်ဒါလူကြီးပိသားလို့ပြောရမှာပေါ့နော်လူကြီးပိသားတယ်အဲ့ဒီဟာလည်းပဲတစ်ချက်တွေးလိုက်နောက်တစ်ချက်ကဟိုကအမွေတောင်းတာဒီကပေးတာဟိုကတောင်းတဲ့အမွေကရွှေအိုးတောင်းတာရွှေအိုးကမရှိဘူးသူ့ရှိတာပဲပေးရတော့မှာဆိုပြီးတော့ပေးရမှာကသီလသမာဓိပညာသက္ကသုံးပါးအကျင့်ကိုပေးမှာဒီသီလသမာဓိပညာသက္ကသုံးပါးကပေးတော့ကမရတယ်ဒါပေမဲ့လို့မင်းတို့လိုလူဝဲကြောင်နဲ့ဆိုလို့ရှိရင်အပြည့်မရဘူးတဲ့နော်ဇာကလိုပြောတာလေသီလကိုမင်းတို့အပြည့်မကျင့်နိုင်ဘူးလေတမာတိလည်းအပြည့်မကျင့်နိုင်ဘူးပညာလည်းကျင့်မနိုင်ဒီလိုယဟန်ပြုပြီးမှသင်္ကန်းဝဲမှသာလည်းရဲ့သီလလည်းအပြည့်ကျင့်လို့ရတယ်တမာတိလည်းအပြည့်ကျင့်လို့ရတယ်နော်ပညာလည်းအပြည့်ကျင့်လို့ရတယ်အဲ့တော့သူ့သားလေးကိုအပြည့်အဝဒီသီလတမာတိပညာသက္ကသုံးပါးကိုကျင့်နိုင်အောင်လို့သင်္ကန်းဝဲပေးတာတဲ့နော်အဲ့ဒါလေးကိုသတိထားခဲ့အဲ့ဒါလေးကိုသတိထားလိုက်တော့ကဲမင်းတို့ဒီနေ့ရှင်းတကရှင်းအမှားတွေကစဉ်းစားကြည့်ကြတော့နော်ငါတို့သာသနာမှာကိုရင်ဆိုတာရှင်ရာဟုလာကစတာရှင်ရာဟုလာကကိုရင်ရှင်ရာဟုလာကိုကိုရင်ဝတ်ပေးတာကဘယ်သူကဝတ်ပေးတာတုန်းဆိုတော့ဘုရားကဝတ်ပေးတာဟောမြတ်စွာဘုရားကသူ့သားကိုရင်ဝတ်ပေးခဲ့တယ်အစာဆုံးရှိရနေပြီးတော့လမ်းပြတဲ့အနေနဲ့နော်နောက်လူတွေလိုက်နိုင်အောင်လို့ဗျအဲ့ဒါလည်းပါတယ်နော်နောက်လူတွေလိုက်နိုင်အောင်လို့နော်ငါလိုပဲနောက်ပုံကိုယ်တွေကလည်းပဲကိုသားလေးတွေကိုအဲ့ဒီလိုရှင်ပြုပေးမယ်ဆိုရင်ငါတို့သာသနာမှာကိုရင်ဆိုတဲ့ပထမအဆင့်မပြောက်ဘူးဟုတ်တယ်မလားကိုရင်ဆိုတဲ့ပထမအဆင့်ပြောက်ရင်ဒုတိယအဆင့်ဖြစ်တဲ့ယဟန်ကပြောက်မှာဗျဟုတ်တယ်မလားအဲ့ဒါကိုဘုရားကကြိုးမြင်တယ်တွေ့လားနော်ဒါသဗ္ဗညုတညာဆိုတာအဲ့ဒါပြောတာဗျသိတယ်နော်ဘုရားဒီကိုရင်ပထမအဆင့်ရှိမှသာလည်းဒုတိယအဆင့်ကယဟန်ကရှိမှာဒီပထမအဆင့်ကိုရင်ကိုဘယ်သူကပေးရမှာတော့ဆိုရင်အဲ့ကိုရင်လေးရဲ့အဖေတွေအမေတွေကဝက်ပေးရမှာမင်းတို့တာဝန်ပဲဟုတ်တယ်မလားအဲ့ဒီလိုမင်းတို့ကကိုသားလေးတွေကိုအဲ့ဒီလိုကိုရင်ဝက်ပေးမှငါတို့သာသနာမှာပထမအဆင့်ဖြစ်တဲ့ကိုရင်ကရမှာလေဒါကိုနမူနာပြတဲ့အနေနဲ့ဘုရားကသူကိုယ်တိုင်ရှိကလှုပ်ပြခဲ့တာအဲ့တော့ဘုရားရဲ့နမူနာကိုကြည့်ပြီးတော့ငါတို့ကလည်းပဲဘုရားအတုလိုက်ပြီးတော့ဒီကနေ့ငါတို့သားတွေကိုဘုရားလိုပဲဟုတ်လားကရုံးရဲ့သင်္ကန်းဝတ်ပြီးတော့ကိုရင်ပြုတ်ပေးခဲ့တဲ့ဟေးဆိုရင်ကဘုရားနောက်ကလိုက်ရမရောက်ပြီဘူးလားနော်ရောက်တယ်ဖះရဲ့လိုအပ်ချက်ကိုဖြည့်ပေးရကောမရောက်ဘူးလားရောက်တယ်နော်ဖះဆန္ဒတော်ကိုလေဖះဆန္ဒတော်ကိုလည်းဖြည့်ပေးရရောက်တယ်နောက်တစ်ခါပထမအဆင့်ကိုရင်မရှိရင်ဒုတိယအဆင့်ယဟန်ကွယ်မှာဗျာဟုတ်တယ်မလားဒုတိယအဆင့်ယဟန်မကွယ်အောင်လို့ပထမအဆင့်ဖြစ်တဲ့ကိုရင်ကိုငါတို့ကနေပြီးတော့ဖန်တီးပြီးတော့ပေးလိုက်တဲ့အတွက်သာသနာကိုထောက်ပံ့ရမရောက်ဘူးလားရောက်ပါတယ်အဲ့ဒီလိုကြည့်လိုက်တော့မှဒါကိုရင်ဝတ်ပေးတယ်ဆိုတာဖះရဲ့ဆန္ဒကိုဖြည့်ဆည်းရလဲရောက်တယ်သာသနာအတွက်လူအပ်ချက်ကိုလည်းပဲဖះကဖြည့်ခဲ့တာဖြစ်တဲ့အတွက်ဖះဖြည့်ခဲ့တဲ့လူအပ်ချက်ကိုငါတို့ကလည်းထပ်ပြီးတော့ဖြည့်ပေးတာလို့အဲ့ဒီလိုတွေးလိုက်တော့မှရှင်ပြရတာကရှင်ပြရဂျုံနတ်တယ်လှူရဂျုံနတ်တယ်နော်အဲ့ဒါလေးကိုသိရမှာနော်ငါတို့မြန်မာနိုင်ငံမှာအခုလိုရှင်နေရဟန်းဒီဖြစ်နေတာကအဲ့ဒီလိုရှင်ပြုတွေရှိလို့ရှိနေတာလေကွာဒီရှင်ပြုမရှိရင်ဒီကိုရင်တွေမရှိဘူးလေကွာဟုတ်တယ်မလားဒီကိုရင်မရှိရင်နောက်ပိုင်းရဟန်းလည်းပြတ်သွားမှာပေါ့ဟုတ်တယ်မလားသာသနာကွဲသွားနိုင်တယ်သာသနာကွဲသွားနိုင်တယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကကြိုးမြင်တယ်ကြိုးမြင်လို့ကိုတမင်္ဂလာရှိရနေပြီးတော့ဥဆောင်ပြီးသူကိုယ်တိုင်ကသူ့သားကိုနမူနာပြတဲ့အနေနဲ့ရှင်ပြုပေးခဲ့တာအဲ့ဒါကိုသိပြီးတော့မှငါတို့ကလည်းပဲအဲ့ဒါဘုရားကိုအတုလိုက်တာဟုတ်လားဖះတော်မှာသူသားကိုရင်ဝတ်ပေးတဲ့ငါတို့လည်းငါတို့သားကိုရင်ဝတ်ပေးမှဟဲ့ဆိုပြီးဝတ်ပေးကြတာလေ။ကဲဘယ်လောက်ကောင်းလို့ဒီကုသိုလ်ကနော်ဘယ်လောက်ကောင်းလို့အမှန်တန်ကောင်းတဲ့ကုသိုလ်ငါတို့ပြုရတာနော်အဲ့ဒီလိုလေးကိုသိပါအဲ့ဒီလိုလေးသိပြီးတော့မင်းတို့ဘက်ကလည်းပဲအဲ့ဒီလိုကိုသားလေးကိုရှင်ပြုပြီးပေးလိုက်တယ်။ကိုရင်လေးတွေကလည်းပဲခေါင်းတော်ကဖះပေးတဲ့အမွေဖြစ်တဲ့သီလသမာဓိပညာသက္ကသုံးပါးအကျင့်ကိုကျင့်သွားမယ်ဆိုရင်သူတို့လည်းပဲအဲ့ဒီအမွေမရဘူးလားလို့ရတယ်လေအမွေဆိုတာအမျိုးတော်မှာပေးလို့ရတာလေကွာအမျိုးမတော်ရင်ပေးလို့မရဘူးဟုတ်တယ်မလားဖះကသူ့သားကိုမဝေပေးခြင်းတယ်ဆိုတာကတကယ်လို့လူဆိုလို့ရှိရင်ဖះကအမျိုးမတတ်မှတ်ဘူးဗျ
ဖះကဖះဖြစ်ပြီးကြတဲ့ကသူအမျိုးတွေကိုအမျိုးလို့မတတ်မှတ်တော့ဘူးနော်ယဟန်ကိုသာတတ်မှတ်တာယဟန်ကိုကြတော့ဖះသားတော်လို့ခေါ်တာလေယဟန်မဝင်ခေါ်ဘူးရသားတော်လို့နော်ဖះသားတော်လို့ခေါ်တာယဟန်ကိုသားတော်ကိုရင်ကိုရင်ကမြည်တော်ဘောပါအမျိုးတော်သွားပြီလေအမျိုးတော်ရဲ့အမွေခံလို့ရပြီလေအဲ့ဒီအမွေခံလို့ရအောင်လို့ယဟန်ပြုတ်ပေးတာရှင်ပြုတ်ပေးတာခိုင်ကိုသားလေးတွေကဖះနဲ့အမျိုးတော်တယ်ဆိုရင်ခိုင်မင်းတို့လည်းဂုံရှိတာပဲလေဟုတ်တယ်မလားဂုံရှိတယ်အေးအဲ့ဒီလိုလေးတွေကိုတွေးကြည့်ရမှာရှင်ပြုတ်တကားတယ်နော်ရှင်ပြုတ်တိုင်းရှိပြုတ်တိုင်းအဲ့ဒီလိုတွေးကြည့်လိုက်မှဩကိုရှင်ပြုတ်ရတာကအတော်လေးလေးနဲ့